ပန်ကာမော်တာလေးတွေလဲတဲ့ခါမှာကျိုးဘယ်လို join ရမလဲဆိုတာကိုကျွန်တော်ပြပေးမယ်နော်ဒီအနက်ရဲ့အပြာရဲ့အဖြူရဲ့အနီရဲ့ဆိုပြီးတော့လေးစားပါတယ်အဲ့ဒီတဲကမှ AC လျှက်စစ်မှာရှိတဲ့ line နဲ့ neutral အဲ့ဒီတဲကဒဇားနဲ့ဒီမှာဒီတဲကရှိတဲ့အနက်ရောင်စားနဲ့ကိုဒါဓာတ်ရိုက်ချိတ်ဆက်ရမယ်နော်အဲ့တော့ဒီမှာကျိုး3စကြံတယ်ကျိုး3စတဲ့နေရာဒီမှာအပြာရဲ့အဖြူရဲ့အနီရဲ့ဆိုပြီးတော့ကြံတယ်ပြာဖြူနီကအပြာကဒါ speed 1ဖြစ်မယ်အဖြူက speed 2ဒါအနီကဒါ speed 3မှာဒါ join ရမယ်ပေါ့နော်ဒါခလုတ်မှာ speed 1 2 3မှာဒီကောင် join ရမယ်ဒီအနက်က AC လျှက်စစ်မှာရှိတဲ့ဒီ line နဲ့ neutral တွေကဒဇားနဲ့ဒီအနက်ရောင်ကြိုးစားနဲ့ကိုကျွန်တော်တို့က join ရမယ်ဒါကကျွန်တော်များသောအားဖြင့်ဒီလိုမျိုးလာတာဒီနေရာမှာကျွန်တော်တို့ကသတိထားမှာတခုရှိတာကပန်ကာတွေထုတ်လုပ်တဲ့စက်ရုံကနေပြီးတော့အနက်ရဲ့အပြာရဲ့အဖြူရဲ့အနီရဲ့ကိုကျွန်တော်ရှေ့မှာပြောခဲ့တဲ့ပုံစံတိုင်း join ထားတာမဟုတ်ဘဲနဲ့တခြားပုံစံနဲ့မှားပြီးတော့ join ပေးလိုက်မိတာမျိုးတွေလည်းရှိနိုင်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့လိုမျိုးမှား join ပေးလိုက်မိတဲ့အလုံးကိုကျွန်တော်ဒီမှာရှေ့မှာပြောခဲ့တဲ့အတိုင်း join လိုက်မယ်ဆိုလို့ရှိရင်တော့ဒါလောင်နိုင်တာမျိုးတွေရှိနိုင်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကကျွန်တော်ဒီကနေပြီးတော့ရောင်းချပေးတဲ့ပန်ကာတွေဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းဟုတ်လားမဟုတ်လားကိုတခြားစစ်ဆေးပြီးတော့မှပဲရောင်းပေးတယ်เนาะ12လက်မရဲ့18လက်မရဲ့ဆိုပြီးတော့ဒီမှာ2မျိုးရှိတယ်เนาะဒါကိုယ့်အတွက်အသုံးလို့တဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအခုဒီမှာပြပေးထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်လို့ရတယ်